လေတခါမှမကြုံဘူးပေါ့နော်လေရင်ပေါ်မှာပတ်စံခိုးခံရတာအဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့ကဲကိုတို့ဒီ Mobile Legends present အနေနဲ့ဒီ Saudi Arabia Riyadh ကို EWC ကိုတွားတဲ့အချိန်မှာပေါ့နော်ကိုကလေလို့8နာရီလောက်ဒီရန်ကုန်ကနေ8နာရီလောက် transit စီးတဲ့အချိန်မှာအိတ်တယ်ဒါပေမဲ့နိုးတယ်ကွာနိုးတယ်တိလဲတိတယ်ပတ်ဝန်းကျင်ဘာဖြစ်နေလဲတိတယ်ဒါပေမဲ့အဲ့ဒီနောက်ဆုံးတနာရီခွဲလောက်ဒီ transit ဝင်ပြီးတော့တနာရီခွဲစီးရမယ်လေရင်ပေါ့နော်အဲ့ဒါပြီးရင်တန်းပြီးတော့ Riyadh ကိုရောက်မှာအဲ့ရောက်မဲ့အချိန်မှာဖြစ်သွားတာအဲ့တနာရီခွဲလေးပဲပေါ့နော်တငယ်ချင်းတယောက်အတူတူဒီလေရင်ပေါ်တက်ပြီးတော့ကဲကိုကတော့ဒီ Windows seat ဘက်မှာထိုင်တယ်Windows seat မှာထိုင်တယ်သူကတော့အလဲမှာပေါ့နော်အလဲမှာဟိုမှာဒီနောက်ဆုံးမှာယောက်ျားလေးတယောက်ရောက်လာသူရောက်လာတဲ့အချိန်မှာကိုထင်တာလားတော့မသိဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့အနံ့အဲ့အနံ့ကအဲ့လိုအရန်ပြင်းတာအနံ့အရန်ပြင်းတာအဲ့လိုနန်နာဘာညာလဲတော့မဟုတ်ဘူးအစားတောက်တစ်ခုခုအနံ့လိုမျိုးကွာသူတို့နိုင်ငံမှာသုံးနေကြအစားတောက်တစ်ခုအနံ့လိုမျိုးဒါပေမဲ့အဲ့အနံ့ကတအားဆိုးနေတာဆိုတော့ကိုရီးယားအဲ့အနံ့နေရှူလိုက်မိပြီးတော့မူးပြီးတော့အိပ်ပျော်သွားတော်တနာရီခွဲကိုတောက်လျှောက်မျက်လုံးတော့မဖွင့်နိုင်ဘူးအိပ်ပျော်သွားပြီးတော့အဲ့မှာ Riyadh ကိုတနာရီခွဲလောက်စီရောက်တဲ့အချိန်မှာ तू ကဘာလုပ်သွားလဲချက်ချင်းထွက်သွားကိုရီးယားမသိလိုက်ဘူးဆိုတာအဲ့လို तू ထွက်သွားမှန်းတော့သိလိုက်တယ်ဒါပေမဲ့အဲ့လိုပတ်စံနေပါယူသွားမယ်လို့ဆိုတော့မသိလိုက်ဘူးမသိတဲ့အချိန်မှာကိုရီထွက်ပြီးတော့အဲ့တငယ်ချင်းကလည်းပတ်စံနေပါစစ်တဲ့အချိန်မှာမပါပါသွားပြီမရှိတော့ဘူးဒေါ်လာ1000ကျော်ပေါ့နော်ဒေါ်လာ1000ကျော်လား1000ပဲလားတော့မသိဘူးပါတော့တော်တော်ပါသွားတယ်အဲ့တော့ကိုလေးလည်းစဉ်းစားနေတာပေါ့နော်အဲ့လိုတစ်ခါမှလည်းအနိုင်မခံရဘူးလေရင်ပေါ်မှာလေအဲ့လိုကားတွေဘာတွေမှာနိုင်တာပဲကြားဘူးတာဖုန်းတွေဘာတွေနိုင်တယ်ဘာညာဒါပေမဲ့တခါမှဒီလိုကြီးမကြုံဘူးတော့တော်တော်လေးလန့်သွားအဲ့အချိန်မှာရဲတွေဘာလဲ report လုပ်တယ်ဒါပေမဲ့ဘာမှပြန်မရခဲ့ဘူးပေါ့နော်။ तू ကလည်းချက်ချင်းလေမြန်သလားမင်းနဲ့ထပြီးရနဲ့အဲ့လိုဝုန်းဆိုပြီးဘာအထုံးမှလည်းမပါဘူး။ခါလဲတန်းဆင်းသွားတာ။အဲ့ဒါကြီးကတော့လုံးဝအမတ်တရပေါ့နော်။အမတ်တရဆိုပြီးပေါ့နော်။တငယ်ချင်းနဲ့တူEWC လည်းရှောက်လဲမယ်ပြီးတော့ဒီ Riyadh ဒီဒူဘိုင်းနေထိပါတွားလဲမယ်ဆိုပြီးစဉ်းစားထားတာသူ့ပတ်စံရောကဲကိုရဲ့ပတ်စံရောနှစ်ယောက်လုံးပေါင်းပြီးတော့လို့လဲကြမယ်ပေါ့အဲ့တော့တလားလောက်သွားနေရ Riyadh မှာတလားလောက်သွားနေရတဲ့အချိန်မှာ तू ကလည်းပတ်စံမရှိတော့ဘူးကိုလည်းမနိုင်ပြောရင်နှစ်ယောက်မသွားနှစ်ယောက်ပဲရှိရနှစ်ယောက်လုံးကမသွားဖြစ်တော့ဘူးဆိုတော့ဘယ်မှလည်းမသွားဖြစ်တော့ဘူးဒါကဒီတိုင်းပြောပြတာပါဘာမှမဟုတ် content မလုပ်တာလည်းကြာလို့အဲ့ဒါလာပြောပြတာနောက်ထပ်တခြားဒီ Saudi Arabia ဒီ Riyadh ကိုတွားတော့ EWC ရဲ့ဒီအကြောင်းတွေလည်းထပ်ပြီးတော့ပြောပြအောင်ပါပေါ့နော်အဲ့တော့သိချင်လို့ရှိရင် follow ထားပါ bye bye